ချမ်းကလည်းဇီးကိုတစ်ကြိမ်ထည့်ယူလိုက်သည်အမောင်လေးကတော့လှဲပေါ်မှဆင်းကလှဲတော့ထောက်၍နွားတွေကိုကြွပေးပြီးငနိခြေထောက်ကိုပဲငုံကြည့်နေသည်မိလောင်ကျွန်းရွာကနက်ပွဲပြန်လှဲတွေကခင်နှောင်းတို့ကိုနှုတ်ဆက်ကြသည်ကျုပ်တို့တော့တစ်နှစ်တပွဲမှာအောင်ခဲ့ပေါ့ဆိုသည့်မျက်နာတွေခင်နှောင်းနှင့်မမီဆန်းလဲလှဲပေါ်မှဆင်းကလက်ပံပင်အောက်ရှိဇေဒီတစောင်းပြုပြင်ရန်အလူခံတတာတဲ့သို့တက်အားသမျှသွားလူလိုက်ကြသည်ဒီငွေကနောက်နှစ်ကိုကြီးကျော်နဲ့ပွဲသွားတို့အတွက်စတူဒီတာအရက်လေးမျက်နာကခရီးသွားတို့ကိုအခခံကြတာလည်းရှိပါသည်။အိုးအလူကန်တစ်တာပုံနောက်နာကဖြာချမ်းတစ်ချက်ပေါ်မှာကြောပေးထိုင်ရင်ရွာကန်တွေနှင့်စကားလိုက်နေသောကိုကြီးညိုကိုခင်နှောင်းတွေ့လိုက်ရလို့ပဲဖြစ်သည်။သူမသွားသေးဘူးလား။ခင်နှောင်းတို့ဘက်ကိုဖြတ်ခနဲလှည့်ကြည့်လိုက်တော့ခင်နှောင်းတို့ညီအမကိုသူမြင်သွားပြီ။ညိုမောင်းမောင်းညှင်းတိုးတိုးမျက်နာတွေကအပြုံးတွေကဝင်းဝင်းဆက်ဆက်ရှိလာ၏ဟောကျွတ်နှမတို့ရောက်လာကြပြီလားမရောက်တော့သေးဘူးထင်တာထူးဆန်းလိုက်တာဗျကျုပ်ကနောက်လှည့်ခြင်းလို့လှည့်လိုက်တာနက်များနှိုးစော်လိုက်တယ်လို့ပဲကိုကြီးညိုကလူအုပ်ထင်းကထားရက်ရင်ငှပြောဘက်ဖြစ်တက်တက်ရက်ရက်ထုတ်ထားသောအထုပ်ကြီးကိုယူကခင်နှောင်းတို့ပဲကတ်လိုက်လာသည်အမောင်လေးကတော့သူ့နွားခြေထောက်ကိုသာမဲကြည့်နေလေ၏ကိုချစ်ခင်ဆိုတဲ့သူအင်မတန်လက်ပေါက်ကတ်ဆိုပဲဗျခမည်းတော်ရွာကဟာတွေပြောသွားတာပဲသူ့နှမကလေးကတော့လေသဘောကောင်းလားဆိုရရဲ့ကိုကြီးညိုကခင်နှောင်းဤချွေးဆိုနေသောမျက်နှာဝင်းဝင်းကလေးကိုကြည့်ရင်စကားဆိုလိုက်တော့ခင်နှောင်းရှက်သွားမိသည်ကြည်စမ်းပါအောင်စကားတွေကဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိစောစောကလည်းနက်နိုးစော်လို့လှည့်ကြည့်တာတဲ့ဘာကိစ္စသူနဲ့ငါနက်နိုးစော်ရမှာလဲမမီဆန်းကတော့အမောင်လေးအကြောင်းမပြောပါနဲ့တော့ကိုကြီးညိုရဲဟုဆိုကသူကကြီးအမောင်လေးဆိုးကြောင်းတွေပြောင်းချနေတော့ဤလဲနာလဲရောက်ရောမမီဆန်းကတိခနဲရက်သွားပါသည်ဟောတော့ဟိုတငယ်မင်းဒီမှာရှိသေးသလားကွယ်ဟုတ်တာပါအကြီးရဲ့ကျုပ်ကိုချစ်ခင်နွားကိုဆဲလူပေးခြင်းလို့စောင့်နေတာပါရွာတွေကတောင်တစ်ခေါက်ပြန်ရောက်လာခဲ့ပေါ့ကဲကိုချစ်ခင်ခမည်းနွားဆဲလူရအောင်နွားစေးတဲ့မတော့ fans club ပဲကိုလူကိုကြီးညိုကငပြောဘက်ဖြင့်ထုတ်ယူလာတော့စေမဲမဲကြီးတွေကိုလက်ဖြင့်စုံယူကငနီကြီးခြေထောက်ကိုအုံလူပေးတော့ဤအသားထဲဝင်အောင်လက်ကျန်းကြီးဖြင့်ဆေးလူရင်စုတ်ချေပေးနေလိုက်သေးဤဟဲ့လူခမည်းဆေးကဘာဆေးတုံးဗျာအထူးအဆန်းဟုတ်ပါရောလားကိုချစ်ခင်ရဲ့နွားကမြေပေါ်လဲတာဆိုတော့မြေဆွဲကလေးပျောက်တဲ့ဆေးပါအကျော်များနာနေရင်လဲပြေပြောက်ပါတယ်ကျုပ်အဖတင်ပေးသွားတာလေပကိုးမြေပကံမြေလေးကျိုးမြေအမျှစီငကပြေကရေနဲ့ဖြော်ပြီးအထက်ကစားလို့အောက်ဖက်စုံလူရတဲ့ကြည်နေခမည်းနွားတအောက်နေလို့ထမပြေးတော့ပြောနောက်မှကိုကြီးညိုရွာလိုက်ခဲ့မလုံးနဲ့ကျုပ်ကလိတ်ချင်ရဲ့လှုပ်ပြန်ပြီသူကတော့ရိုးရိုးပြောနေတာပါပဲဒါပေမဲ့ခင်နှောင်းကိုပဲပြောနေတယ်လို့ကိုကြီးညိုကငနီကြီးပေါင်ချန်ရင်ကနေခွာအထိဆေးတွေကိုပဲပဲနေနေကြီးတက်တက်ချကလူပေးရင်ပြောနေခြင်းဖြစ်သည်သူ့လက်နှစ်ဖက်သည်ပင်ဆေးနစ်မဲမဲတွေပေးနေတော့ဤပြီးတော့ခေါင်းကင်လိုက်ကြောကင်လိုက်ပွားစားတက်လို့အာနာစရာနေစမ်းမအောင်ကိုကြီးညိုရအဲ့ဒီဆေးကဘလို့ရဲ့အမောင်လေးကကိုကြီးညိုဆေးကိုစိတ်ဝင်စားပုံရ၏နမဲရီဘာတွေတောင်ထက်ခေါ်လို့ပါလားကိုကြီးညိုတယ်ဘာကြောင့်မှန်းတော့မသိအမောင်လေးနဲ့ကိုကြီးညိုခင်မင်သွားကြရင်ကောင်းပါလို့ခင်နှောင်းတွေးနေမိ၏အော်ပကိုးမြေဆိုတာကချောင်းဟိုဘက်ကမြေပြပကံမြေဆိုတာကချောင်းဒီဘက်ကမြေပြလေးကျိုးမြေကဟောဒီလမ်းလေးကွာအလဲတဲ့တဲ့ကမြေကိုတူးရတာတကြိုးမြေကတော့တုတ်တန်ကမြေလေအဲ့ဒီမြေလေးမျိုးပေါင်းပြီးငကပြေကရေးဆိုတဲ့ရေနံချင်းနဲ့ရောနေထားတာမြေတဲ့နဲ့ရေနံပေါင်းပြီးအစွမ်းထက်ချင်တိုင်းထက်တော့တာဗျာနှုတ်နေပါအောင်အဲ့ဓာတွေနဲ့နွားချေတောင်နာတာနဲ့ဘာဆိုင်လို့တုံးဗျစင်းမြင့်နာမြင့်လဲမပါပဲနဲ့ခမားဟာမြေဆွဲအတိကပျောက်တဲ့ဆေးလို့ကြုတ်ပြောသားပဲနွားချေတောင်နာတာကတော့ရေနံလူယုံနဲ့ကြောက်တာပေါ့ကိုချစ်ခင်ရဲ့အမောင်လေးကကိုကြီးညိုကိုကြည့်ကဘာကြောင့်မှမသိပြုံးနေသည်ကြည်ကြည်နက်နက်ကြီးပြုံးနေတာတော့တေချာသည်အမောင်လေးမျက်နာကအပြုံးဆိုတာမြင်ရခဲတာအခုကဘာကိုပြုံးတာလဲခင်နှောင်းသိကျင်သည်
အမောင်လေးမျက်နှာကိုလှမ်းကြည့်ရင်ကိုကြီးညိုကိုသူခင်မင်သွားတာတေးကြရဲ့လားခင်နောင်အကဲခတ်သည်။အိုးငါကဘာကိစ္စအကဲခတ်เสียလို့တလဲ။သူဟာသူခင်ချင်းခင်မခင်ချင်းနေပေါ့။ကဲခမနွားတတ်တာသွားမှာပါဗျ။တိတ်လဲကြမနေနဲ့အောင်နွားနေဘူးရင်ပိုပန်းမယ်။ဖုံဘူးမိတာထက်နွားကြောဘူးရင်မကောင်းဘူး။ကဲကျုပ်သွားမယ်။ဒီလိုကြပြန်တော့လဲကိုကြီးညိုကခင်နောင်တို့တွေကိုတစိုးတစည်းမှပင်လှက်မကြည့်တော့ပါလား။သူ့လဲအခွန်ကြီးကိုတကြိုးတည်းမောင်းထွက်သွားတော့ဤတကန်တကဆေးဖော်ပြီးစောင့်လူပေးတာကိုတော့ခင်နောင်ကျေးဇူးမမေ့ပါမောင်မင်းကြီးသာအကိုရလို့တော့ပါသေးရဲ့တလန်းလုံးလူတွေနဲ့ဘူးပေါက်ကြနေရလို့ပဲအမောင်လေးမောသွားပြီလားမသိကိုကြီးညိုထွက်သွားရာကိုလှမ်းမြော်ကြည့်ရင်ဘာတခုမှမပြောတော့ပါငတရော်ရွာရိတ်ကထွက်ဖို့ပြင်ရပြီဒီအချိန်ကလေးမှာပဲခင်နောင်တို့လဲနာကိုတရိษံဆေးကုဆရာလေးရောက်လာသည်ကိုချစ်ခင်စောစောကကျွန်တော်တစ်ခေါက်လာကြည့်သေးတယ်။အော်နွားဆရာကျွန်တော်အလုပ်လက်စလေးမပြတ်သေးလို့မလိုက်သေးဘူးဗျာ။ညနေမဖူးငုံတို့လဲနေတော့ကြုံကောင်းပါရဲ့။ဖះတကြားမလို့မဖူးငုံနာမည်ပါလာတော့အမောင်လေးကကိုတစ်ချက်ငန့်လိုက်သည်။ဆရာလေးကိုသိန်းတန်ကိုစကားတစ်လုံးမှမပြောဘဲတွေ့ကြီးစိတ်ကြည့်နေသည်။ကြုံကောင်းပါရဲ့တဲ့လား။မကြုံအောင်စောင့်နေမှာကိုသိလျက်နဲ့ကံကိုရိုးမယ်ဖွက်နေတာကတော့ရည်စရာကောင်းနေသည်ခင်နောင်ကတော့ကျွန်တော်မလိုက်တာဝမ်းသာသွားမှာပေါ့ဗျာခေါ်မလားခင်နောင်ရဲ့လက်ကျက်နေတာဆရာလေးအမြင်မဲ့ဥစ္စာဒီတခါတော့အမောင်လေးဘက်ကခင်နောင်ဘူးဝင်တော့လိုက်မိသည်ဒီလိုတရိုးတရီလှုပ်ချင်တာမျိုးခင်နောင်မကြိုက်ပြီးတော့အမောင်လေးကိုဒီလိုညွှန်ချင်တာမျိုးတော့လေယောက်ျားမှတ်ပြီးသားသလိုခံစားရတာလဲပါသည်အမောင်လေးကနှုတ်ပင်မဆက်တော့ပဲလှဲကိုဇောင့်ခနဲ့မောင်းထွက်ခဲ့တော့ဤဒီရှိလမ်းတစ်လျှောက်မှာတော့ရွာဆက်ရဲလို့မရှိတော့ပါလမ်းဘေးဝဲရာဆေးကင်းတွေနေကြကင်းတွေမြေပဲကင်းတွေကပိုပြီးထူသိပ်လာသည်ချင်းတွင်မြင့်နဲ့ပိုနီးလာလို့လာတော့မသိဆေးပင်တွေကရေနှမ်းရကြတော့တန်ဆွမ်းလိုက်ပါပြီတချို့များလူတရက်တောင်ရှိသည်နေကြပွင့်တွေကနေရောင်အောက်မှာပို၍အယောင်လွင်လာသည်ထင်ရ၏ဝါဝင်းထိန်တောက်လို့နေသည်ဆေးကင်းတွေကိုလွန်းတော့ပွဲတော်ကွင်းကြက်ပြန့်ကြီးကိုအဝေးကလှမ်းမြင်နေရလေသည်ခင်နောင်ရင်တွေပင်လှိုက်ခနဲဖိုးသွားမိတော့၏ပွဲတော်ကွင်းစီကိုကလေးမက်ခါခေါင်းကလေးထောင်ကြည့်ရင်တနေ့တခါရောက်ရပါပြီကောရဲ့လို့ဝမ်းသာလုံး၍မျက်ရည်ဆို့ခြင်း၏ဖုံလုံးကြီးတွေတလိုက်လိုက်လုံးတက်လာပုံကိုကရွှေကူနီနန်းဤတင်ကေတာအတန်ချက်ဆက်တွေတဝဝကြိမ်ကြိမ်ဆူနေတာကိုကဖေကြီးကျော်နှစ်ပွဲဤအတန်တွေကြောင့်နွားကျင်ဆုံးသည်ပင်ပိုမြူးလာလေသလားထင်မိ၏အကြီးကျော်ဤလဲပေါင်မိုးတဲကခေါင်းပြူထွက်ရင်းနှစ်ဖူးပေါ်လက်ဖြန့်တင်ကဖေကြီးကျော်ကိုလှမ်း၍အယိုးအသေးပြူရင်းတိုင်တယ်လိုက်သည်ကိုင်းတော်မောင်ကြီးကျော်နန်းအရောက်လန်းခဲ့ကြတဲ့နှမကြီးတွေပါဖယားနှုတ်ကိုလည်းဆောင်မတော်မူပါလက်ကိုလည်းဆောင်မတော်မူပါမြေသည်မြေနှံများကောင်းအောင်မှတော်မူပါစီးပွားလက်လာပါများပေးတော်မူပါညာဘက်ကတလဲဝင်လို့ဘဲဘက်ကတထန်သွင်းတော်မူပါမတော်မူပါစတော်မူပါချစ်ခင်တော်မူပါမောင်ကြီးကျော်ဖယားဘယ်နဲ့ကြောင့်ကျုပ်နာမည်ထည့်ပြောရတာတော့ချစ်ခင်တော်မူပါဆိုတာနင့်ပြောတာမဟုတ်ဘူးဟဲ့တစ်တုံးရဲ့ကိုကြီးကျော်ကချစ်မခင်မတော်မူမှာတဟာကိုပြောတာအိုးသူ့မဘသူကလာနေလိုက်မတုံဟော့ကြည့်အမောင်လေးကပြောပုံဆိုပုံကိုတကယ်တော့အမောင်လေးပြောတာကိုကြီးကျော်ကနှစ်စဉ်ဆောင်မနေလို့သာကျိုးနယ်သူကျိုးနယ်သားများနှစ်စဉ်လာရောက်ဥဒိတ်ကြတာပေါ့ဟုရိုးသားသားဆိုလိုရင်းသာဖြစ်ပါ၏ကိုကြီးကျော်ဆောင်လျှောက်သည်ကိုယုံကြည်ကြ၍သာနှစ်ပွဲဝင်တိုးမပေါက်အောင်စီကားနေခြင်းဖြစ်သည်ကိုအမောင်လေးကယုံကြည်လေးစားစွာဆိုသောစကားသာဖြစ်ပါ၏ဒါပေမဲ့ပြောပုံကအချိုးမကြတော့ကြားရတာမချိုသားအမောင်လေးကအပ်တလို့အမောင်လေးနှစ်ပွဲကွင်းဆက်ထဲမှာရွာပေါင်းတကာကလှဲတက်ကြီးကကွင်းအပြေအချစရာပြီးမရှိတော့အောင်ထောင်တောင်းချီကပိတ်သေးနေသည်ခင်နောင်တို့ဖြုံမှုရွာကလဲတွေဗနာချွတ်ကြတာပါလေလဲတွေကခွဲခြားမရသလိုနှစ်ပွဲလာသူတွေကလည်းတသားတယ်လဲတက်ကြီးမှမိကုံးဝဲတွေဥထနေသလိုနှစ်ပွဲလာသူတွေကလည်းနှမ်းတောင်ကြီးမှောက်ကြထားသလိုတအုံတမကြီးဒီမြင်ဝင်းသည်လှဲတက်ကြီးကိုနှစ်စဉ်တွေ့နေကြဖြစ်တော်လဲနှစ်တိုင်းလဲလှဲတက်စီမရှိုးသားအောင်ဖြစ်နေတဲ့ချင်းကိုခင်နောင်အံ့ဩနေမိရပါသည်ဟေးမမခင်နောင်ကျုပ်တို့ကဒီမှာ
မိဘုံတို့တွေကလှမ်းခေါ်ကြသည်ကိုရွာကိုလဲအုပ်စုအလိုက်နွားချွတ်ခါစွတ်စွတ်စီးစီးနေတဲ့ကြခြင်းသည်ပင်ရွာစိတ်ရက်စိတ်ခေါ်လီမလားကိုကြီးကျော်ပွဲကွင်းတဲ့လှဲများကိုအိမ်လောက်ခါရွာလာတီကြတာနဲ့တောင်တူပါ၏လှဲအုပ်ကြီးတဲ့ခေါင်းရင်မရှို့တော့ဘူးဟာမနီမဝေးဒီဘက်ကတင်းဖဲ့ရမှနဲ့တူတယ်ကွင်းပြင်းအပြည့်ဖြစ်နေသောလှဲအုပ်ကြီးတဲ့ခေါင်းထိုးမဝင်တော့ပဲခင်နှောင်းတို့လှဲကိုရွာလဲတွေနဲ့မနီမဝေးလှဲဝိုင်းကြီးအပြင်းနှခမ်းသားရှိကတင်းမောင်ကိုလှဲပိန်းနှစ်ပိန်းခွာကရက်လိုက်သည်အမောင်လေးကတော့သူ့နွားတွေကိုချစ်ခါအရေးရှာတော့လေလှဲကွင်းတစ်ကွင်းလုံးအရေးရတစ်ပင်ရဲလို့မရှိကွင်းပြင်ခေါင်ခေါင်ကြီးတဲ့သို့တပေါင်းနေသည်ဆူဆူရှက်ရှက်ပြင်းပြင်းပြပြကြားလို့နေသည်ငနီရောတိမ်ပြပါချွေးတွေရွှဲကြလို့ကဲခင်နောင်အမေထည့်ပေးလိုက်တဲ့50တင်းတိမ်ဆောင်ကြီးထုတ်ဆန်ငါပေါင်းမိုးကဆွဲပြီးဝလုံးထိုးလိုက်မယ်နွားတွေအရေးရအောင်စောင်းကိုဝါပေါ်လွှာပြီးကျိုးချီလိုက်စမ်းမယ်ကဲငါကောင်ကြီးတွေအရေးထဲနားရအောင်ဗျာအမောင်လေးကလှဲပေးကက်ချီလာသည့်ဝါလုံး5လုံးဖြင့်50တင်းတိမ်တဲပြန်ကြီးဖြစ်အောင်ထိုးကနွားတွေကိုအရေးကောင်းကောင်းတည်းတွင်းလိုက်သည်ခင်နှောင်းတို့တွေကတော့လှဲအောက်ဖြားခင်းကအရေးခိုကြရ၏ပူလိုက်တဲ့နှွေတောသူတောင်သားတွေပေမဲ့ချစ်ချစ်တောက်နေပူလာတော့အပူဒဏ်ကိုဖြင်းဖြင်းထအောင်ခံစားရသည်ခဏနေတော့အမောင်လေးကနှစ်ပွဲကွင်းအုတ်ရေကန်စီသို့သွားကရေနှပုံးဆွဲလာသည်နွားနှကောင်ရေတိတ်လှဲပေါ်ခင်းလာသည့်မြေပဲရိုးတွေကျွေးပြီးတော့မှခင်နှောင်းတို့ထမင်းနှောင်းချကထမင်းစားလိုက်ကြသည်ပြီးလျင်တော့ဖေကြီးကျော်နန်းသွားကပန်းတော်ဆက်ကြရအောင်မည်နှစ်ပွဲကွင်းမှဖြောင်းဖြောင်းရောက်ပါမလားတလန်းလုံးပူခဲ့ရသည့်ခင်နှောင်းအခုမှပဲအလုံးကြီးကြာရတော့သည်ငနီကြီးခြေနာပုံမပြတော့ကျေတော်သူဆိုတော့လဲနွားလန်းတာမလန်းတာလောက်တော့တိထားသူဖြစ်သည်ကိုကြီးညိုဆေးကစွမ်းလှလွန်းလို့ပဲလားကိုကြီးညိုတယောက်နှစ်ပွဲကွင်းထဲမှာပဲလားသူ့အိမ်ဆိုတာကောဗနားမှာလဲခင်အောင်တွဲမိရင်မလုံမလဲအကြီးကျော်တို့သားအမိတွေကိုဖြတ်ခနဲလှမ်းကြည့်လိုက်မိ၏သားအမိ3ယောက်ဘလောက်စားနေကြသည်မသိစားလိုက်ကြတာများပလုတ်ပလောက်ပွဲတော်ကွင်းကတော့ချတောင်မို့ဖြိုချလိုက်တာနဲ့တောင်တူနေလေသည်